ကဘာကြီးကိုနှာခေါင်းထဲကြည့်နေတဲ့ခွေးလေးတွေကကျွန်တော်တို့လူသားတွေကိုပို့ပြီးနားလည်နိုင်ဖို့အတွက်သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာဒီလိုအဆင့်၅ဆင့်နဲ့အလုံးလုံးနေကြပါတယ်ပထမဆုံးသူတို့နှာခေါင်းလေးတွေကဘာလို့အမြဲဆုံးနေကြလဲဆိုတာကိုသိပါသလားအဲ့ဒါကလေထဲမှာပါလာတဲ့ကျွန်တော်တို့ရဲ့အနက်မော်လီကျူလေးတွေကိုအမိဖန်ဖို့တဘာဝကဖန်တီးပေးထားတဲ့ဓာတုဗေဒ1006 chemical trap လေးတွေပါဆိုလိုတာကသူတို့နှာခေါင်းလေးတွေစုနေတယ်ဆိုတာကကျွန်တော်တို့စီရလာမဲ့သတင်းစကားတိုင်းကိုတစ်ခုမကြံဖမ်းယူဖို့သူတို့အမြဲအသင့်ပြင်ထားတယ်ဆိုတဲ့သဘောပါပဲဒုတိယအဆင့်အနေနဲ့သူတို့လေတရှက်ရှူတွင်းလိုက်တိုင်းလေချောင်းရဲ့85ရာခိုင်နှုန်းကအသက်ရှူဖို့အဆုတ်ထဲသွားပြီးကျန်တဲ့15ရာခိုင်နှုန်းကကျွန်တော်တို့အနံ့ကိုဖတ်ဖို့ပုံနောက်စီကိုတိုက်ရိုက်သွားပါတယ်။အန်အောစရာအကောင်ဆုံးကသူတို့လေပြန်ထုတ်တဲ့အခါရှေ့ကိုပုံထုတ်ပဲဘေးကအကွဲချောင်းတွေကနေပုံထုတ်ပါတယ်။ဒါကလေဝဲဖို့တစီစလေးတွေဖန်တီးပြီးကျွန်တော်တို့ရဲ့အနံ့လေးတွေလွတ်ထွက်မသွားအောင်ကျွန်တော်တို့ကိုပဲအပြည့်အဝအာရုံစိုက်ပြီး focus ထားပြီးထားတာပါ။အဲ့ဒီ15ရာခိုင်နှုန်းသောလေလေးတွေကအနံ့ခံဆဲပေါင်းတန်300စီကိုရောက်သွားပါတယ်။အဲ့ဒီကနေတစ်ဆင့်ဆိုဒီယမ်နဲ့ကယ်ဆီယမ်အိုင်ယွန်းတွေကကျွန်တော်တို့အနံ့လေးတွေကိုချက်ချင်းလက်ဆက်လိုက်အရှင် potential တွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒါကကျွန်တော်တို့ရဲ့တည်ရှိမှုလေးတွေကိုသူတို့ရဲ့အုံနောက်ထဲမှာလက်စစ်မီလေးတွေလင်းလက်သွားအောင်လုပ်ပြီးအခြေရဆုံးလူတွေအဖြစ်ထာဝရမှတ်သားထားလိုက်တာပါ။ဒီချက်ကတော့ဘယ်သူမှသိမသိကြသေးတဲ့လူဝက်ချက်ပါခွေးလေးတွေကအစ်အဆန်းဒါမှမဟုတ်အနေရရှိတဲ့အနံ့ဆိုရင်ညာဖက်နှာခေါင်းပေါင်းနဲ့အရင်ဆန်းတက်ပါတယ်ဒါပေမဲ့အင်ကမိသားစုတွေသူတို့အခြေရဆုံးလူတွေဆိုရင်တော့ဘုံနောက်ရဲ့အလုပ်လုပ်ပုံ hemispheric specialization အရာဘယ်ဖက်နှာခေါင်းပေါက်လေးနဲ့တီးတန့်ခွဲပြီးတော့နမ်းကြပါတယ်နောက်ဆုံးဆင်းကတော့အလှပဆုံးပါပဲကျွန်တော်တို့ဝမ်းနေတဲ့အခါသူတို့ရဲ့အကောင့်ထဲမှာရှိတဲ့ G-cosm organ ကနေတဆင့်ကျွန်တော်တို့ခန္ဓာကိုယ်ကနေထွက်လာတဲ့ဓာတုဗေဒမော်လီကျူလေးတွေကိုတိုက်ရိုက်ဖမ်းယူလိုက်ပါတယ်ဒီသတင်းစကားတွေကအုံနောက်ရဲ့စဉ်းစားတဲ့အပိုင်းကိုမသွားပဲခန်းစားချက်ကိုထိန်းချုပ်တဲ့အီမီကတလာစီတန်းသွားပါတယ်ဒါကြောင့်ကျွန်တော်တို့ငိုနေခြင်းဘာအတန်းမှမထွက်လဲသူတို့သိနေပြီးကျွန်တော်တို့ဝမ်းနည်းမှုတွေကိုအလိုလိုကူးဆက်ခံစားပြီးကျွန်တော်တို့ဘေးကိုပြေးလာကြတာပါဒီအစင်း၅ဆင်းကိုတည်သွားပြီဆိုရင်တော့ကျွန်တော်တို့ခွေးလေးတွေကနှာခေါင်းနဲ့လာပုတ်တဲ့အခါကျွန်တော်တို့အနက်ခံနေအောင်တတ်မဟုတ်ပဲကျွန်တော်တို့ဘယ်လောက်ထိချစ်ကြောင်းသူတို့ရဲ့ဇီဝဗေဒဘာသာစကားနဲ့လာရောက်ဖော်ပြနေရဆိုတာကိုနားလည်သွားပါလိမ့်မယ်။တင်းရနှာခေါင်းနဲ့ကဘာကြီးကိုကြည့်တတ်တဲ့ခွေးလေးတွေရောသူတို့ရဲ့နှာခေါင်းလေးတွေနဲ့ဘယ်လိုအလုပ်လုပ်လဲဆိုတာကို comment မှာရေးပြသွားပါအောင်ခင်ဗျာ။ဒီဗီဒီယိုကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်ခင်ဗျာ။ Bye bye